ဒီနေ့ထေးစောရန်ကုန်မှာတော့ကော်ဖီတောက်ရင်အမွေးပွားလေးနဲ့အချိန်ဖြုံးလို့ရမယ့်နေရာတစ်ခုရောက်လာခဲ့ပါတယ်။ဆိုင်ထဲဝင်လိုက်တာနဲ့ကြိုဆိုတာကတော့ Brista မဟုတ်ပါဘူး။ကြောင်လေးတွေပေါ့။တကောင်ချင်းစီမှာကိုပိုင် personality ရှိပြီးတချို့ကချက်ချင်းလာခင်မင်းတက်တယ်။တချို့ကတော့မာနာကြီးခွဲသားနဲ့ကိုယ်လက်တော့မကြည့်ဘူး။တချို့ကတော့စော့ကစားနေကြတယ်။တချို့ကတော့ attention အပြည့်တောင်းနေကြတယ်။ Red Velvet Cake လေးရဲ့ကိုရီးယားထမင်းတုပ်ရဲ့ tteokbokki ရဲ့ fish cake လေးရဲ့စားခဲ့တဲ့မာရီယာတော့ကချီနိုရဲ့ signature drink နှမျိုးဖြစ်တဲ့ caramel cloud matcha latte ရော cheese ပါတဲ့ coffee လေးရောတောက်ဆန်းကြည့်ခဲ့တယ်။ coffee ရဲ့ခါတက်တက်လေးနဲ့ cheese ရဲ့စိတ်စိတ်လေးပေါင်းလိုက်တော့အိုးစိတ်တိတ်တက်လေးကချီနိုရဲ့ထူးခြားချက်ကတော့ cafe တစ်ခုတည်းမဟုတ်ပဲ cat lover တွေအတွက် hangout spot တစ်ခုလေးလို့ဖြစ်နေရပါ။ကျောင်းပိုင်ရှင်မဟုတ်ရင်တော့ဒီနေရာမှာ photo gallery တဲ့ကျောင်းပုံ20လောက်ပါသွားနိုင်တယ်။ကျောင်းချစ်သူတွေဆိုရင်တော့ဒီနေရာကိုတစ်ခါလောက်လာကြည့်ဖို့ recommend လုပ်ချင်တယ်နော်။ဒီဆိုင်လေးကတော့မြောက်ကလာခင်မာဒီနံပါတ်မှာပါ